ဒီမှာတော့ဆီယမလွန်တထားရေးကြတယ်ကိုယ့်ရဲ့စိတ်ကိုတန်ခတ်မထားပါနဲ့ကိုဟာရာနဲ့ထိုက်တန်တယ်လို့မှတ်ယူပါဆိုတဲ့ခေါင်းစဉ်လေးနဲ့ဖတ်ပြပေးမှာဖြစ်ပါတယ်ပျော်ရွှင်စရာတွေစိတ်ချမ်းသာစရာတွေအောင်မြင်မှုတွေနဲ့ငွေကြေးချမ်းသာဆိုတာကိုကလက်လျှော့နောက်ဆုတ်လိုက်မှသာကိုယ်စီကနေဝေးလွင်ပျောက်ကွယ်သွားရတာမျိုးပါဘယ်အချိန်မျိုးလဲဆိုတော့ကျမတို့စိတ်သက်ကြနေတဲ့အချိန်ကျမတို့စိတ်သက်ကြသွားတဲ့အချိန်ကိုယုံကြည်မှုလေးစားမှုတွေပျောက်ဆုံးသွားတဲ့အချိန်မဖြစ်နိုင်တော့ပါဘူးမတတ်နိုင်တော့ပါဘူးဘာမှမလုပ်နိုင်တော့ပါဘူးလို့ကိုယ့်ရဲ့စိတ်ကိုဒဏ်ခတ်ပစ်လိုက်တဲ့အချိန်မှာအောင်မြင်မှုတွေပျော်ရွှင်ခြင်းတွေခွန်လန်းနေတာကျမတို့ရဲ့စိတ်တကားပေါက်စီကနေလွင့်ပြင်ပျောက်ပြဲသွားပါတော့တယ်ဆိတ်လျှော့လိုက်တဲ့သူတယောက်စီမှာဘာများစိတ်ကစုပ်ကိုင်ထားဖို့ကျန်တော့မလဲအရှုံးပေးလိုက်တဲ့သူစီမှာအောင်မြင်မှုကဘလို့ရပ်တည်နိုင်မလဲအသက်အရွယ်အပြောင်းလဲရင့်ကျက်လာတာနဲ့အမျှကိုတန်ဖိုးထားတဲ့အရာတွေလည်းပြောင်းလဲလို့လာပါတယ်ငယ်တုန်းကအင်မတန်စိတ်သက်ပြင်းထန်လွန်းတဲ့ကျမဟာအောင်မြင်မှုဆိုတဲ့အရာကိုမမောခဲ့သလိုဒီဇိုင်းသမတ်လည်းစူးစမ်းအားထုတ်ခဲ့တာပါဘသူတွေဘလောက်ပဲဝေဖန်ထိုးနဲ့တိုက်ခိုက်ကြပါစေတစ်ချက်ကလေးမှနောက်မတွန့်ခဲ့စိတ်ဓာတ်မကြခဲ့သူပါဖခင်ဖြစ်သူရဲ့စိတ်ခွန်အားတွေပြီးဖခင်ဖြစ်တဲ့သူကစိတ်ခွန်အားတွေပြီးခဲ့ပါတယ်ဘသူတွေဘာပဲပြောကိုလှုပ်ရှားရှိတာဒါဇွဲရှိစီနဲ့ဆက်လို့ငါသမီးကအရာနဲ့ထိုက်ကြတယ်အောင်မြင်မယ်လို့ယုံကြည်မှသာအောင်မြင်တာမယုံကြည်ရင်လည်းဘယ်လိုလုပ်အောင်မြင်မလဲအဖေစီကအားပေးစကားတွေနဲ့ပဲကျမခီးဆက်ခဲ့ရတာပါကိုလှုပ်ရှားရှိတာကိုသာအာယုံဆိုင်ပြီးစာတွေအဆက်မပြတ်ရှိခဲ့ပါတယ်နောက်မဆုတ်ခဲ့ပါဘူးအရှုံးမပေးခဲ့ပါဘူးစိတ်မလျှော့ခဲ့ပါဘူးကျမရဲ့စိတ်ကပြင်းပြတက်တန်းစွာလိုချင်ခဲ့တဲ့အရာတချို့ကိုကျမရရှိခဲ့ပါတယ်ငယ်ငယ်တုန်းကတန်ဖိုးထားခဲ့တဲ့အရာဟာအောင်မြင်ကြော်ကြားမှုစီးစိမ်ချမ်းသာစတဲ့အပေါ်ယံအလွှာတွေဖြစ်ခဲ့တာကိုဝန်ခံချင်ပါတယ်အသက်အရွယ်ရင့်ကျက်ကြီးပြင်းလာတဲ့အချိန်မှာတော့ကိုတန်ဖိုးထားတဲ့အရာဟာပြောင်းလဲလို့လာပါတယ်စိတ်ရဲ့ငြိမ်းချမ်းပျော်ရွှင်မှုဆိုတာကိုအောင်မြင်မှုတွေငွေကြေးချမ်းသာမှုတွေနဲ့ဖန်တာလို့မရနိုင်ပါဘူးအောင်မြင်နေတဲ့သူတွေငွေပေါ်ထိုင်ပြီးစိတ်မချမ်းသာနိုင်တဲ့သူတွေအများကြီးပဲတွေ့လာရပါတယ်သူတို့ဘာကြောင့်မပျော်ရွှင်နိုင်ကြတာလဲစိတ်မချမ်းသာနိုင်ကြတာလဲသူတို့ဟာပျော်ရွှင်မှုစိတ်ချမ်းသာမှုတွေနဲ့မထိုက်တန်တော့တာတော့မဟုတ်ပါဘူးစိတ်ရဲ့ငြိမ်းချမ်းပျော်ရွှင်မှုအစစ်ကိုရှာမတွေ့နိုင်တာဖြစ်ပါတယ်မိမိစိတ်ရဲ့ငြိမ်းချမ်းပျော်ရွှင်မှုအစစ်ကိုပြင်ပအရာဝတ္ထုတွေနဲ့ရှိကနေရှာဖွေဖန်တီးပေးလို့မရပါဘူးမိမိရဲ့စိတ်အတွင်းသဏ္ဍာန်မိမိခန္ဓာကိုယ်အတွင်းမှသာရှာဖွေရမှာဖြစ်ပါတယ်မမြဲတဲ့သဘောတွေပြောင်းလဲနေတဲ့သဘောတွေအစစ်မပြတ်ဖြစ်ပျက်နေတာတွေကိုကိုတွေ့သိမြင်နားလည်လာတဲ့အမျှနှစ်သက်မမောလိုချင်စိတ်မလိုမုန်းထားတုတ်ပြန်တဲ့စိတ်တွေမဖြစ်အောင်ပြစ်ခါစိတ်နဲ့တတိကလေးနဲ့နေတတ်ဖို့ကြိုးစားလာနိုင်လေဆင်းရဲဒုက္ခတွေနဲ့ဝေးကွာလေစိတ်ငြိမ်းချမ်းပျော်ရွှင်ရလေဖြစ်ပါတယ်ကိုယ့်ရဲ့စိတ်ကိုလိုချင်တောင်းတမှုတွေနဲ့လည်းဒဏ်ခတ်မထားပါနဲ့မလိုမုန်းတာမကြိုက်မနှစ်သက်ခြင်းတွေနဲ့လည်းဒဏ်ခတ်မထားပါနဲ့ကိုဟာရာနဲ့ထိုက်တန်တယ်လို့မှတ်ယူပါစိတ်ချမ်းသာပျော်ရွှင်ခြင်းတွေနဲ့လည်းကိုဟာထိုက်တန်ပါတယ်စိတ်ရဲ့ငြိမ်းချမ်းအေးမြခြင်းတွေနဲ့လည်းကိုဟာထိုက်တန်ပါတယ်။သောကတွေနဲ့ကိုဟာမထိုက်တန်ဘူးလို့
ခံယူလိုက်ရင်ဒုက္ခနဲ့ဝေးရာစီရှောင်လန်းနိုင်ပါလိမ့်မယ်ဒါလေးကတော့ဆရာမအနန္ဒာရေးထားတယ်ကိုယ့်ရဲ့စိတ်ကိုဒဏ်ခတ်မထားပါနဲ့ဟိုဟာရာရာနဲ့ထိုက်တန်တယ်လို့မှတ်ယူပါဆိုတဲ့စာပိုက်ကလေးကိုဖတ်ပြပေးလိုက်တာဖြစ်ပါတယ်ဒါကတော့ကျမတို့စိတ်ကလေးကိုထားတတ်ဆိုရင်တော့စိတ်ကလေးငြင်းငြင်းချမ်းချမ်းနဲ့ကိုကပို့ပြီးတော့နေသာထိုင်သာရှိတယ်ဆိုတဲ့ကောင်းနှုတ်ချက်လေးတော့လို့ထင်ပါတယ်ပေါ့နော်နောက်ထပ်စာတွေလည်းဖတ်ပြပေးပါမယ် bye